မင်္ဂလာပါကျမတို့မိန်းမတွေကကျမတို့ကိုကျမတို့ပူပြီးမှချစ်တတ်ရမယ်ကျမတို့ကိုကျမတို့ပူပြီးမှဂရုစိုက်ရမယ်ကျမတို့ကိုကျမတို့ပူပြီးမှအချိန်ပေးပြီးမှကိုပူပြီးမှချစ်တတ်ရမယ်လို့ပြောတာကကျမတို့မိန်းမတွေကကျမတို့မိသားစုအတွက်ကျမတို့ကအရေးကြီးဆုံးပုဂ္ဂိုလ်ဖြစ်နေလို့ဖြစ်ပါတယ်ဥပမာကျမတို့အိမ်မှာတယောက်ကနေမကောင်းဘူးဆိုရင်မိသားစုကမပျော်ရွှင်ဘူးအထူးသဖြင့်ကျမတို့အမေဖြစ်တဲ့လူတွေနေမကောင်းလို့ရှိရင်မိသားစုကပူပြီးမှမပျော်ရွှင်ဘူးကျမတို့မိသားစုကပျော်ရွှင်မှုမရသေးဘူးဆိုရင်အောင်မြင်မှုကကျမတို့ကအများကြီးကြိုးစားရမှာဖြစ်ပါတယ်ကျမတို့မိန်းမတွေကကျမတို့ကိုကျမတို့တရားရခိုင်တော့ကြော်ကျမတို့ကိုကျမတို့ချစ်နိုင်မှပဲကျမတို့ရဲ့မိသားစုကိုပူပြီးမှချစ်နိုင်မယ်ကျမတို့ရဲ့တာသမီကိုတရားရခိုင်တော့ကျမတို့ကချစ်နိုင်မယ်ကျမတို့ရဲ့မိသားစုကိုတရားရခိုင်တော့ကျမတို့ကချစ်နိုင်မယ်ကျမတို့ကိုကျမတို့တရားရခိုင်တော့တော့မှမချစ်နိုင်ဘူးဂရုမစိုက်နိုင်ဘူးဆိုရင်ကျမတို့ရဲ့တာသမီတွေကျမတို့ရဲ့မိသားစုတွေကိုကျမတို့ကဂရုစိုက်နိုင်မှာမဟုတ်ဘူးအထူးသဖြင့်ကျမတို့ရဲ့ခန္ဓာကိုယ်ကျန်းမာရေးထက်စိတ်ကျန်းမာရေးကပိုပြီးမှဂရုစိုက်ရမှာဖြစ်ပါတယ်ကျမတို့ကခန္ဓာကိုယ်ကကျန်းမာနေတယ်ဆိုရင်ကျမတို့ကကျန်းမာနေတယ်လို့ပဲထင်တယ်ဒါပေမဲ့ပူဆူးတာကကျမတို့ကစိတ်ကျန်းမာရေးမကောင်းလို့ရှိရင်ကျမတို့ကပူပြီးမှပျော်ရွှင်မှုမရဘူးဒါကြောင့်မို့ကျမတို့ကခန္ဓာကိုယ်ကျန်းမာဖို့အတွက်ပဲမဟုတ်ဘဲနဲ့ကျမတို့ရဲ့စိတ်ကျန်းမာရေးလားဆိုတာအမြဲတမ်းစစ်စစ်ပြီးမှကျမတို့ကဂရုစိုက်ရမယ်စိတ်ကျန်းမာရေးချီအောင်ကျမတို့ကိုဂရုစိုက်ရမယ်ဒါမှကျမတို့ကိုဂရုစိုက်ပြီးကျမတို့ကပျော်ရွှင်နေတယ်ပြည့်စုံနေတယ်ဆိုရင်ကျမတို့တာသမီတွေစိတ်ကျန်းမာရေးရှိသလားခန္ဓာကိုယ်ကျန်းမာရေးရှိသလားမိသားစုစိတ်ကျန်းမာရေးရှိသလားခန္ဓာကိုယ်ကျန်းမာရေးရှိသလားဒါတွေကျမတို့ကစစ်ဆေးပြီးမှကျမတို့ကပူပြီးမှဂရုစိုက်တာပူပြီးမှပြည့်စုံမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျမတို့မိန်းမတွေကကိုတာသမီတွေထက်ကိုမိသားစုတွေလူတိုင်းထက်ကျမတို့ကိုပူပြီးအချိန်ပေးရမယ်ပူပြီးမှချစ်တတ်ရမယ်ပူပြီးဂရုစိုက်ရမယ်ဒါမှကျမတို့သားသမီးကျမတို့မိသားစုလူတိုင်းကိုကျမတို့ကပူပြီးမှဂရုစိုက်ရမှာဖြစ်ပါတယ်အထူးသဖြင့်ကျမတို့ရဲ့စိတ်ကျန်းမာရေးကိုကျမတို့ကတတိယစွာပူပြီးမှဂရုစိုက်ရမှာဖြစ်ပါတယ်ကျမတို့စိတ်ကျန်းမာရေးပြည့်စုံနေရင်ကျမတို့ခန္ဓာကိုယ်ကဘယ်တော့မှမကြမ်းမာဖို့မရှိတော့ဘူးကျမတို့စိတ်ကျန်းမာရေးကလည်းစပြီးခန္ဓာကိုယ်မကြမ်းမာလာတာဖြစ်ပါတယ်ဒါကြောင့်မို့ကျမတို့စိတ်ကျန်းမာရေးကလည်းခန္ဓာကိုယ်မကြမ်းမာလာတော့ဘူးဆိုရင်ကျမတို့ရဲ့ပျော်ရွှင်မှုအောင်မြင်မှုဆိုတာကကျမတို့ ਨੇ အဝေးကြီးမှာဖြစ်သွားရင်ဒါကြောင့်မို့ကျမတို့ကစိတ်ကျန်းမာအောင်အမြဲတမ်းဂရုစိုက်ရမယ်ဒါမှခန္ဓာကိုယ်